ဒီလူကြီးကကုမ္ပဏီကြီးတစ်ခုရဲ့ CEO ဖြစ်နေပေမဲ့သူ့ရဲ့ကလေးငယ်လေးကိုထွက်ထိန်းချောင်းဖေးမဲ့သူတောင်ရှာမရခဲ့ပါဘူး။သူကအသက်3လပဲရှိသေးတဲ့သမီးငယ်လေးကိုနေတိုင်းလိုရုံးကိုခေါ်လာရပါတယ်။ကလေးထိန်းတဲ့အတွေ့အကြုံလည်းမရှိတော့ကလေးငိုတိုင်းသူကလုံးဝကိုထိတ်လန့်သွားတတ်ပါတယ်လေ။တကယ်တော့ဒီကလေးမလေးကအရန်ကိုအထိတ်ခိုက်မခံတတ်တာကြောင့်သူမငိုတာကိုမြင်ရတဲ့အခါကလေးထိန်းတွေဆိုရင်နှစ်ယောက်တည်းမကဒူးနေတွေထပ်ပြီးကုန်ကြပါပြီ။အဲဆောင်ပဲပင်ပန်းပြီးဘာလို့ဘာကန်ရမှန်းမသိတော့တဲ့ CEO ကသူ့ရဲ့လက်ထောက်ကိုကလေးရဲ့အရင်အနီးအမီကိုရှာခိုင်းလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူဒီကလေးကိုဆက်ပြီးမထိန်နိုင်တော့လို့ပါပဲ။အဲ့ဒီချိန်မှာပဲအလို့သစ်ဝင်လာတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုကူညီဖို့ရှေ့တိုးလာခဲ့ပါတယ်။ဒီမိန်းကလေးကိုမြင်လိုက်တာနဲ့ CEO ရဲ့ခေါင်းထဲမှာလွန်ခဲ့တဲ့တနေ့ကဖြစ်ခဲ့တဲ့မညံအချို့ကပြန်ပေါ်လာပြီးသူမကိုအရင်ကတည်းကသိနေသလိုခံစားလာရပါတယ်လေ။ဒါကြောင့်ပဲသူကကလေးကိုအဲ့ဒီမိန်းကလေးလက်ထဲအပ်လိုက်ပြီးမင်းငါသမီးကိုတေချာကျူးဆိုင်ပေးနိုင်ရင်မင်းကိုလာစာကောင်းကောင်းနဲ့ငါရဲ့အတွင်းရည်မှုဖြစ်ခန့်ထားမယ်လို့ကတိပေးလိုက်ပါတယ်။မိန်းကလေးကကလေးကိုပွက်ဖက်လိုက်တဲ့အခါသူမရဲ့မျက်ဝန်းတွေမှာစိတ်လှုပ်ရှားမှုတွေပြည့်နှက်သွားပါတယ်။ဘာလို့လဲဆိုတော့ဒါဟာသူမရဲ့ကိုယ်ပိုင်သမီးလေးမှသူသိနေလို့ပါပဲ။တကယ်တမ်းကျတော့လွန်ခဲ့တဲ့နှစ်ကမမျော်လင့်ထားတဲ့ညတညမှာသူမက CEO နဲ့တွေ့ဆုံခဲ့ပြီး9နှစ်အကြာမှာတော့ဆေးရုံမှာကလေးမွေးဖွားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကသူမကိုကူညီမဲ့သူဘယ်သူမှမရှိခဲ့ပါဘူး။ဒါကြောင့်သူမကဒုက္ခရောက်နဲ့အမေဖြစ်သူကိုဖုံးဆက်ခဲ့ပါတယ်။ဒါပေမဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အခါအမေဖြစ်သူကတုန်လှုပ်သွားပြီးလမ်းမှာပဲအရှိန်ပြင်းတဲ့ကားနဲ့တိုင်မိခဲ့ပါတယ်လေ။ဒါကြောင့်အသက်လူနေရတဲ့အမေဖြစ်သူကိုဖြူးစုဖို့အသက်မင်းကလေးမှာကလေးကိုစီယိုတဲ့အိမ်ရှိမှာတိတ်တိတ်ဆိတ်ထားခဲ့ရတဲ့လမ်းကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့ဆေးရုံကိုပြန်ရောက်တဲ့အခါသူမရဲ့အမေကနောက်ဆုံးထွက်သက်ကိုရှူနေပါပြီ။မသေးခင်မှာသူမကသမီးဖြစ်သူကိုကြောက်စိမ့်ဆွဲသည့်တကုံပေးပြီးဒုက္ခရောက်တဲ့အခါမင်းရဲ့အဖေကိုသွားရှာလိုက်ပါလို့ပြောခဲ့ပါတယ်။အဲ့ဒီလိုပြောရင်းနဲ့ပဲသူမဆုံးပါတော့ခဲ့ပါတယ်လေ။ဒါပေမဲ့မင်းကလေးမှာသူမရဲ့အမေအတွက်တင့်တော်တဲ့တင်ချိုင်းတစ်ခုလုပ်ပေးဖို့ငွေတောင်လုံးလောင်အောင်မရှိခဲ့ပါဘူး။သူမဖုန်းကိုစစ်ကြည့်လိုက်တော့8.8ရွမ်ပဲကျန်ပါတော့တယ်။ဒါကြောင့်သူမမှာတခြားရွေးချယ်စရာမရှိတော့ပဲအမေဖြစ်သူရဲ့အယိုးပြားကိုအင်ကိုတေလာခဲ့ရပါတယ်လေ။အမေဖြစ်သူတဲ့ချိန်ချိုင်းလုပ်ပေးဖို့ပိုက်ဆံရှာဖို့တဲ့ကုမ္ပဏီကြီးတစ်ခုမှအလုပ်လျှောက်ခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာအလဲပြောင်းအရအဲ့ဒီမှာရှိတဲ့ CEO ကသူမနဲ့ခလီးရခဲ့တဲ့လူပဲဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာ DNA အဖြစ်အရခလီးက CEO ရဲ့သမီးအရင်ဖြစ်ကြောင်းအတည်ပြုလိုက်တဲ့အခါမှာတော့သူ့အဖေကခလီးကိုသူ့မျက်လုံးထဲကအလင်းရောင်လိုပဲချစ်ခင်လက်ခံခဲ့ပါတယ်။ဒါပေမဲ့ခလီးကနေတိုင်းအယံငိုနေကြကြောင့်အကောင်းဆုံးခလီးထင်းတွေတောင်မထိန်နိုင်ခဲ့ပါဘူး။ဒါကြောင့် CEO ကခလီးကိုနေတိုင်းယုံခေါ်လာခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာအလုပ်သစ်ဝင်လာတဲ့မိန်းကလေးကခလီးကိုပွက်ချီလိုက်တဲ့အခါခလီးကချစ်ချင်းငိုတာရပ်သွားပြီး CEO နဲ့တခါသူဒီအားလုံးကိုအံ့အားသွားစီခဲ့ပါတယ်။အခုတော့နောက်ဆက်တွဲဘာဒီဖြစ်လာမလဲ။ဒီချီနီဒီဗီဒီယိုလေးကို like လုပ်ပေးလိုက်ပါဦး